သမီးမေစင်မဲ့ငါးငပိချက်လေးတူတူချက်ကြည့်ကြရအောင်လိုရတဲ့ပစ္စည်းတွေကတော့ငပိအရသာနဲ့ထားရင်9ရဲ့ကျန်းသွန်ပြိုနဲ့ငရုတ်ကြီးထုံးတာတို့ပဲဖြစ်ပါတယ်အရင်ဆုံးတဲဝိုးကိုစီထည့်ပြီးတော့စီလေးပူလာပြီးစီလေးစူလာပြီးဆိုလို့ရှိရင်တော့ထောင်းထားတဲ့ကျန်းသွန်ပြိုနဲ့ငရုတ်ကြီးကိုထည့်ပြီးတော့အရင်ဆုံးစီတတ်ပါမယ်စီတတ်ထားလေးရပြီးငရုတ်ကြီးလေးလည်းစီပူလာပြီးဆိုလို့ရှိရင်တော့ရတာနဲ့ထားတဲ့ငါးကိုထည့်ပြီးတော့ငါးလေးကိုလည်းအကျော်လေးမှာတော့မှုန်လေးပါမယ်ငါးလေးနဲ့ငရုတ်ကြီးလေးနဲ့ကိုတေချာလေးနှက်ဆက်အောင်ပြင်ပါမယ်ငါးလေးနဲ့ငရုတ်ကြီးလေးနဲ့တေချာလေးနှက်ဆက်သွားပြီဆိုလို့ရှိရင်တော့ရေလေးထည့်ပြီးတော့အရေးလေးစလုပ်ပါမယ်ငပိအတွက်ကိုတော့ဒီမှာကျွန်တော်ကတော့ညတန်းကျန်ငပိကိုသုံးထားပါတယ်အော်ဒီနေရာမှာငပိကိုတခါရဲထည့်ပြီးကြိုလို့လည်းရသလိုငပိကြိုထားပြီးသားကိုထည့်ပြဆိုရင်လည်းအဆင်ပြေပါတယ်ငပိကြိုထားပြီးသားအယိုးစစ်ထားပြီးသားထည့်ရင်တော့ပိုအဆင်ပြေပါတယ်ကျွန်တော်တို့ဒီမှာအမြန်ချက်ချင်တာမို့လို့ဒီအသင်စားငပိကိုပဲကြိုပြီးတန်းချလိုက်ပါတယ်ငပိလေးထည့်ပြီးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လိုအပ်တဲ့ရေအနေထားပုံမှန်တည်ပြီးတော့ရေထည့်ထိတ်တာမျိုးလို့လုပ်လို့ရပါတယ်အရသာအတွက်ကတော့စားလေးနဲ့အချုံမုတ်ကိုပဲအဓိကသုံးထားပါတယ်အရသာလေးထည့်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ဒီစူလာအောင်ပေါ့နော်အဖုံးနဲ့အောင်ပြီးတော့ခဏတည်ထားလိုက်ပါမယ်ငပိရည်လေးစူလာပြီဆိုလို့ရှိရင်တော့အရသာလေးနှက်ဆက်သွားအောင်လို့အရင်ဆုံးမှွေပေးလိုက်မယ်ပေါ့နော်ငွေပေးပြီးရင်တော့ဒီနှက်ခမ်းပါးလေးမှာတက်နေတဲ့ဒီအမြုပ်လေးတွေပေါ့နော်အဲ့ဒီအမြုပ်လေးတွေကိုတော့ကျွန်တော်တို့စစ်ထုတ်ပြီးပို့လုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ကဇုံလေးနဲ့ပဲဖြည်းဖြည်းချင်းခတ်ထုတ်ထားပါတယ်အမြုံလေးတွေခက်လုပ်ပြီးသွားပြီဆိုရင်တော့အရသာလေးပိုဆက်သွားအောင်နဲ့အယောင်လေးလှသွားအောင်လို့ငရုတ်သေးချက်မုံလေးထည့်ပြီးတော့နှက်ဆက်အောင်မွေပေးပါမယ်ပြီးလို့ရှိရင်တော့အေးလေးခံထားပြီးလို့ရှိရင်ကိုထဲမဲ့ပကံလေးကိုစိုက်ပြီးတော့ပြင်ဆင်လို့ရပါပြီဒါဆိုရင်တော့သမင်းစားမြင်စင်မဲ့ငါးငပိချက်လေးရပြီဖြစ်ပါတယ်